ဒုတိယဖယားမင်းနဲ့ခံပြမှာရေပန်းစာငါနှမျောလိုက်တာမြေတာတရားနဲ့လုံးဝစိတ်မဝင်စားတဲ့နောက်မှာအပေါ်ရံတွေကိုမနဲ့တက်သွားပြီလားတယောစင်တန်းစားဒီဘဝမှာတမ်းမှတ်တယ်မင်းကသိမပြုတော့လဲငါတယောက်ထဲလားဒီကတိမသိခွေသွားတာငါတယောက်ထဲလားဒုတိယပယားရှိလူတွေတမထားဘုံကွယ်မိတဲ့အခါနေမင်းတရားမြေတာတရားမင်းဘဝအတွက်မလုံးရင်အော်ပြတ်သားချသွားရောင်ပြဟမ်းမဲ့နေရတယောစင်ကိုဖြတ်လူပုံလေးရင်ကောအပီပိုင်းနှုတ်ဆက်သူရဲ့ငါတို့ထဲလာဒုတိယဖယားမင်းနဲ့ခံပြမှာရေပန်းစာငါနှမျောလိုက်တာမြေတာတရားနဲ့လုံးဝစိတ်မဝင်စားတဲ့နောက်မှာအပေါ်ရံတွေကိုမနဲ့တက်သွားပြီ